ယုံသုံးပေါ့နော်ယုံသုံးကကုန်မျိုးစုံနဲ့ကုန်ကြောက်ရောင်းဝယ်ရေးယုံပါနော်သူကတော့ကုန်ကြောက်ဖြစ်တဲ့အတွက်မနေ့9 နာရီလောက်မှစဖွင့်တယ်ပြီးညနေ9 နာရီလောက်ထိဖွင့်တဲ့ယုံဖြစ်ပါတယ်ဒါတွေကတော့သူတို့အပိုင်ရောင်းချထားတဲ့လူနေဆိုင်ကပွဲုံတွေပေါ့နော်ဖြစ်ပါတယ်ဗျဒီကလည်းကုန်ကြောက်တွေရောင်းတဲ့ပွဲပေါ့နော်သူလည်းမနေ့9 နာရီခွဲလောက်မှဖွင့်ပြီးညနေ9 နာရီလောက်ပိတ်တဲ့ကုန်ရုံဖြစ်ပါတယ်ဈေးဆိုင်တွေရှိတဲ့ပွဲရုံတွေရှိတဲ့ဆိုင်တွေပေါ့နော်နော်ဒီဈေးရဲ့ထူးခြားလေးတစ်ခုပေါ့နော်ဒီလိုဈေးရုံကြီးရဲ့တောက်မှာဒီလိုကော်နာဆိုင်လေးတွေရှိတယ်ကော်နာဆိုင်လေးတွေကမုံမျိုးစုံနဲ့ကိုယ်ရဆက်လိတ်အပါဝင်ရှိုးဆိုင်နေဆိုရင်လက်ဖေးကော်ဖီတွေပါရနိုင်ပါတယ်ကော်နာဆိုင်ပေါ့နော်ဒါဈေးရုံကကုန်ကြောက်လက်ကဆိုင်ကနေဖြစ်ပါတယ်ဒီကတော့အများသုံးသတ်စင်ကဖြစ်ပြီးတော့ဒါကတော့ကိုပိုင်သုံးတက်တိုက်ဒီရောက်ချထားတဲ့ပွဲရုံတော့ဖြစ်ပါတယ်ဒီစားတော့ Masco Store ပါဒီဟာတွေတကယ်လို့အသီးအနှံတွေပေါ့နော်မကုန်ခဲ့လို့ရှိရင်ထိမ့်သိမ့်မဲ့နေရာပေါ့နော် Costo လောက်ထားပေးပါတယ်အရင်အစစ်မြင့်တဲ့ဈေးတစ်ခုပါကိုစလိုရှိတဲ့တစ်ခုတည်းသောဈေးဖြစ်ပါတယ်။ဗမာပြည်တစ်ခုတည်းသောဈေးဖြစ်ပါတယ်။ဒီချိန်ကတော့ရန်ဒီပေါ်အသီးနှံနေနေသည့်အတွက်ထောပတ်သီးလိမ္မော်သီးစရှိသီးတွေကိုလောက်ပဲရှိပါသေးတယ်။ထောပတ်သီးမျိုးအုံရောက်ချနေတော့တွေ့ရပါတယ်။ဖေးမှုရောက်ချတော့တွေ့ပါတယ်ဗျာ။တစ်ခွားမှုမှလည်းသူ့ဆက်တဲ့အသီးတွေတွေ့တယ်ဗျာ။ရွှေသီးလို့တော့ခေါ်တာတွေ့ရပါတယ်ဗျာ။ကျေဘော်ဒီပါ။အမြဲတမ်းဒီမျိုးတွေတွေ့ရပါတယ်။ဒီလိုဒီချောဒီဇီဒီချောဒီစပယ်မြောက်လို့ဒီလိုဖြတ်လီပြီးတော့ပြတာတွေ့ပါတယ်
ဆောင်ရတဲ့ရွှေတိကျင်တိတိဆိုင်ပါခင်ဗျာ